ဒေါသကိုကြတော့ဘုရားလုံးကဘယ်လိုပြောတော့အသေးစိတ်ကလေးပြောတာစိတ်ဝင်စားတယ်ရှိဒုဋ္ဌတပရုဒဝါစာပရမသောအနန္တရာတတောပန္တိတတောဒန္တောတတ္တတပရမတတိဒေါသောကောဓသမုဋ္ဌာနောတတ္တမဒေါသနာရောစီတက္ကတာကွဲနဲ့တောင်ပြောတယ်ဒေါသဆိုတာတဲ့ကောဓသမုဋ္ဌာနောအမျက်ကြောင့်ဖြစ်တာဟောဒေါသဆိုတာဘာကြောင့်ဖြစ်တာလဲတော့အမျက်ကြောင့်ဖြစ်တာအဲ့လိုဆိုရင်ပိဿတုကိုနည်းနည်းလောက်ဦးဇင်းကမှတ်သားနိုင်စွမ်းလေးကိုစမ်းကြည့်အောင်မယ်ဒေါသကအမျက်ကြောင့်ဖြစ်တယ်ဆိုရင်အမျက်ကတော့ဘာကြောင့်ဖြစ်တာတော့ခုနမှာအဖြေမှန်ထွက်လာနော်ပြောလိုက်တာ9မိနစ်တောင်မရှိသေးဘူးတောက်လျှောက်မေ့ပြစ်တာအမျက်ကဘာကြောင့်ဖြစ်တာတော့တီးမခံလို့ဖြစ်တာနော်တီးမခံရင်အမျက်ဖြစ်မယ်အမျက်ဖြစ်ရင်ဒေါသဖြစ်မယ်သူ့အကြောင်းသူ့အကျိုးသွားနေတာဒေါသဖြစ်ပြီဆိုရင်ဘာတွေဆက်ဖြစ်မလို့ဒုဋ္ဌတပရုဒဝါစာကြမ်းထမ်းတဲ့စကားတွေထွက်လာတယ်တဲ့စကားကတာယာနာပြောပွဲမရှိတော့ဘူးအကြာရခက်တဲ့စကားတွေထွက်လာတယ်နော်ဒေါသဖြစ်လာတာတဲ့တာယာနာပြောပွဲမရှိတော့ဘူးနုနုညံ့ညံ့မရှိတော့ကြမ်းထမ်းတယ်အဲ့ဒီအချိန်မှာဒေါသကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်ရင်ဘာဖြစ်မလို့ပရမသောအနန္တရာဆွဲညှင်လာတယ်ဆွဲကင်လာတယ်ကျန်တကားစရန်တွေထွက်ပြီးလို့ရှိရင်ဒေါသမပြေသေးဘူးဆိုရင်ဘာလုပ်လဲဆွဲကင်လာတယ်ဟုတ်တယ်တခါလေးသက်ရှိအရာကိုစိတ်တူပြီးဆိုရင်အဲ့ဒီလူရဲ့ဆပင်တို့အိမ်ကြီးတို့လက်တို့လှန့်ဆွဲတာမရှိဘူးလားတခုခုနဲ့ရိုက်တော့မှနှက်တော့မှလေသူအရင်စဆွဲတာဘုရားလုံးပြောတာအရင်တိကြတယ်ကိုစိတ်တို့တာကတက်ရှိမဟုတ်ဘူးတက်မဲ့ဆိုလို့ရှိရင်ဘာတော့အဲ့ဒီတက်မဲ့အားကိုဆွဲကင်ပြီးတော့ချို့လွှင့်ပစ်တာတွေပေါက်ချိုးပစ်တာတွေမရှိဘူးလားအံ့ဩစရာကြီးတခါလေဖုံးပြောရင်းနဲ့ဖုံးကတချို့ဆိုလို့ရှိရင်ဒေါသရမ်းကြီးရင်လေဖုံးပြောရင်းနဲ့ဖုံးကပြောလို့မရလမ်းရမေးစိတ်တူပြီးတော့တခါအဲ့ဖုံးကိုဘာလို့ပစ်တာပေါက်ချိုးပစ်တာရှိကိုခံစားချက်ကိုဒီဖုံးကလည်းတိတာမို့တက်မဲ့ဖုံးနဲ့တောင်တူပြီးတော့ရံဖြစ်စေအယူလောက်တာနော်ဒေါသကလူကိုအယူလောက်တာဟုတ်လားအဲ့ဒါအယူဖြစ်တတ်တယ်ဒီချာစဉ်းစားကြည့်အဲ့ဒါဘုရားလောင်းတိတိကျကျပြောတယ်စကားချင်းတွေထွက်လာမယ်မထိန်နိုင်ဘူးဆိုရင်ဆွဲကင်လာလိမ့်မယ်အဲ့ဒီချိန်မှာထိန်ရင်ထိန်မထိန်နိုင်ရင်ဘာဖြစ်မလို့လဲတတော်ပါနေတယ်လက်နဲ့ရိုက်မယ်ပုတ်မယ်ထိုးမယ်ဟောတဆင့်တက်လာတယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုရင်တတော်ဒန်တော်တဲ့အိုစီဒီရှောက်ကြည့်ပြီးတော့ဒုရှာဒုနဲ့ဘာလို့ရိုက်မယ်နှက်မယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုလို့ရှိရင်တတ္တတပရမတတိတဲ့သေစီတတ်တဲ့ဓာစာရှိတဲ့လက်နဲ့ကိုကင်ပြီးတော့တတ်တယ်အဲ့ဒီကြတော့မှတတ္တရဲ့ဟိုဘက်ကျတော့ဘာမှလုံးစရာလည်းမရှိတော့ဘူးလေအဲ့ဒီထိရောက်သွားရင်တော့ခါရတဲ့လူကလိုရတဲ့လူကဘာတွေဖြစ်ကုန်ပြီတော့အကြီးမားတဲ့ဆုံးရှုံးမှုပျက်စီးမှုတွေဖြစ်ကုန်ပြီစေုံစေကရောက်တဲ့လူရောက်မယ်အခမ်းမသိရင်တင်ញံကုန်းရောက်ချင်လည်းရောက်သွားမယ်လှုပ်တဲ့လူကတော့ဘယ်ရောက်လဲထောင်းတဲ့ချုပ်တဲ့သွားမှာဟုတ်လားအလွန်တရာမှအကျိုးမဲ့တွေကိုဖြစ်စေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်မြတ်စွာဘုရားကဖြစ်ပေါ်လာတဲ့ဒေါသကိုထိန်းနိုင်သိမ်းနိုင်ဖို့အလွန်အရေးကြီးတယ်ပုထုဇဉ်ဆိုတော့ဒေါသမထွက်ဘူးလို့မရှိဘူးအစင်မပြေတဲ့နဲ့တွေ့ရင်ဒေါသကထွက်မှာပဲအရေးကြီးတာကထိန်းလိုက်နိုင်ဖို့ပဲအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာတခုရှိတယ်ယောဝေဥပတိတံကောဒံရထံဗန္တံဝဝါရယေတမဟံတာရတိပြုမိရတမိကဟောဣတရောဇနောရှိတော့မြင်ရထားတယ်အခုကိလိုကားတွေပါတယ်ထုံးကားတာမဟုတ်တော့မြင်ရထားပါနော်အဲ့ဒီမြင်းရထားကိုမောင်းတဲ့လူကဒီမြင်းကိုထိန်းနိုင်မှနော်ကြောက်တဲ့မကြောက်အောင်တခုခုနဲ့ဝင်မတိုက်အောင်သူကောင်းကောင်းမောင်းပြီဆိုရင်သူထိန်းနိုင်ရမယ်လေဟုတ်လားမထိန်းနိုင်ဘူးဆိုရင်ဘာလို့မလုပ်ဒုက္ခရောက်မှာအဲ့ဒါလိုပဲတဲ့ဖြစ်ပေါ်လာတဲ့ရုပ်တရက်ဖြစ်လာတဲ့ဒေါသကိုယထာကိုထိန်းတယ်လို့မျိုးကိုကထိန်းနိုင်ရမယ်လမ်းကြောင်းတဲ့တဲ့လေးကိုသွားနိုင်ရမယ်ဝင်မတိုက်စေရအောင်ဖြစ်နေတဲ့ဒေါသကိုဘာလို့မလုပ်ထိန်းနိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူကိုငါယထာထိန်းလို့ဆိုတယ်တဲ့သူကယထာထိန်းမဲတဲ့တာမန်ယထာတက်မောင်းတဲ့လူတွေကတော့ဒေါသကိုမထိန်းနိုင်မနဲ့တာမန်ယထာတက်မောင်းတဲ့လူတို့တော့ယထာထိန်းလို့မခေါ်ဘူး तू ကကြိုးခိုင်းတဲ့ဟောမြတ်စွာဘုရားဘယ်လောက်စကားတတ်တော်မူတယ်လဲဆိုတာစဉ်းစားနော်ဖြစ်လာတဲ့ဒေါသကိုထိန်းနိုင်တဲ့လူကမှယထာထိန်းတဲ့ဟုတ်လားပဂရိယထာမောင်းတဲ့လူတွေကယထာထိန်းမဟုတ်ဘူးအဲ့ဒါကကြိုးခိုင်းတဲ့ကြိုးပဲခိုင်းလိုက်နေတာတကောဒကာမတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဟာဘဝဆိုတဲ့ပြေးလမ်းပေါ်မှာပြေးနေတာဟုတ်လားအဲ့ဒေါသထွက်လာပြီဆိုရင်ဦးဇင်းတို့ဘာလုပ်နိုင်မို့လို့တော့ထိန်းနိုင်ဖို့လည်းမထိန်းနိုင်ဘူးဆိုရင်ပြေးလမ်းမှာဖြစ်တော့ချောကျသွားမယ်ဘဝပြည့်နိုင်တယ်နော်အချုပ်တဲ့ထောင်ထဲမှာဘဝပြည့်နေတဲ့လူတွေဟာ90ရာခိုင်နှုန်းလောက်ကဒီဒေါသရဲ့အလိုကိုလိုက်လို့ပဲလေဟုတ်လားဒါကြောင့်ဘုရားလောင်းပြောတဲ့ဒေါသရဲ့အပြစ်ကိုတေချာစဉ်းစားဟုတ်လားအမြင့်ကြောင့်ဖြစ်လာပြီဆိုရင်စကားချမ်းတွေကိုအရင်ဖြစ်ပေါ်စီတဲ့တားမရဘူးဆိုရင်ဆွဲကင်လာတဲ့ထုံမတဆင့်လက်ထုံမတဆင့်ဒုတ်ထုံမတဆင့်ဒါလက်နဲ့ဟုတ်လားအဲ့လိုမျိုးအကျိုးမဲ့များစွာကိုဖန်တီးသည်တယ်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဒီဒေါသကို
တတ္တမဒေါသနာရောစီ